စစ်မှုထမ်းခေါ်ယူမှုရုပ်သိမ်းကြောင်းကြေညာလုပ်ငန်းစဉ်အလုံးချက်ချင်းရပ်ဆိုင်းနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နိုင်ငံအတွင်းလူလူအာယုံဆိုင်မှုမြင့်မားနေသည့်စစ်မှုထမ်းခေါ်ယူရေးအစီအစဉ်ကိုရုပ်သိမ်းကြောင်းနဲ့ဆက်လုပ်ငန်းစဉ်အလုံးကိုချက်ချင်းရပ်ဆိုင်းလိုက်ကြောင်းသက်ဆိုင်ရာအာဏာပိုင်များကတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်ဟုသိရပါတယ်။ရင်းဆုံးဖြတ်ချက်သည်လူလူအမြင့်များလူငယ်လူရွယ်များ၏စိုးရိမ်ပူပန်မှုများနှင့်နိုင်ငံရေးလူမှုရေးအခြေအနေများကိုအလေးထားစဉ်းစားပြီးချမှတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အရစစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်၍လက်ရှိဆောင်ရွက်နေသည့်မှတ်ပုံတင်ရေးလုပ်ငန်းများစစ်ဆေးရွေးချယ်မှုများတင်နန်းပို့ချရေးအစီအစဉ်များနှင့်ဆက်အုပ်ချုပ်ရေးလုပ်ငန်းများကိုလည်းအလုံးစုံရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။ထို့ပြင်ရခိုင်ကစရင်သွင်းထားပြီးသူများအားလည်းဤသည့်အရေးယူမှုမျိုးမှမပြုလုပ်တော့ကြောင်းလွတ်လပ်စွာနေထိုင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားပါတယ်။အဆိုပါကြေညာချက်ထွက်ပေါ်လာပြီးနောက်လူထုအတွင်းတွင်စိတ်သက်သာရမှုများဝမ်းသာကြိုးဆိုမှုများပေါ်ပေါက်လာခဲ့ကြောင်းလူမှုကွန်ရက်များတွင်တွေ့မြင်ရပါတယ်။အထူးသဖြင့်လူငယ်လူရွယ်များအနေဖြင့်ကိုယ်ပိုင်ပညာရေးအလုပ်အကိုင်နှင့်မိသားစုတာဝန်များကိုဆက်လက်အာရုံစိုက်လာနိုင်မည်ဖြစ်သဖြင့်